အားလုံးပဲမင်္ဂလာပါရှင်မဟာမင်း channel ကနေကြိုဆိုပါရစေအခုလာမယ့်စနေတနင်္ဂနွေနေ့တွေမှာရှင်ပြိုင်ကစားဖို့ရှိတဲ့ပရိသတ်တွေအကြိုက်တွေ့မဲ့ပွဲကောင်းတွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်အာဆင်နယ်နဲ့ဝက်ဟမ်အာဆင်နယ်အသင်းဟာနောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်ရှုံးမမရှိကစားထားနိုင်တယ်လို့တိုက်စစ်ကလည်းဒီ9ပွဲမှာ9ဂိုးအထိသွင်းထားနိုင်ခဲ့တယ်ခန်းစစ်ကလည်း3ပွဲအထိဂိုးမပေးရဘူးတိုက်စစ်ခန်းစစ်မျှတယ်ဝက်ဟမ်ကတော့နောက်ဆုံး9ပွဲမှာ3ပွဲအထိရှုံးပြီးတပွဲသာအနိုင်ရခဲ့တယ်ရလက်ပိုင်းကျဆင်းနေတယ်ထိပ်တိုက်တွေ့ဆုံမှုအရာအာဆင်နယ်ကနောက်ဆုံး2နှစ်ဆက်ရှုံးထားတယ်လက်ရှိခြေစွမ်းအရာအာဆင်နယ်အနိုင်ဆုံးတည်းမန်ယူနဲ့ဆန်နာလန်မန်ယူကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ2ပွဲနိုင်တပွဲတည်ကြက2ပွဲရှုံးထားတယ်ရကိုက8ဂိုးရှိပြီးပွဲတိုင်းဂိုးပြန်ပေးထားရတယ်လက်ရှိမှာခြေစွမ်းပိုင်းအားရစရာမရှိဘူးဆန်နာလန်ကလက်ရှိမှာအမှတ်ပေးစရာအဆင့်9မှာရပ်တည်နေပေမဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ3ပွဲတည်ကြထားကသွင်းဂိုးက9ဂိုးသာရှိတယ်ထိပ်တိုက်တွေ့ဆုံမှုအရာမန်ယူတာတဲ့မန်ယူနိုင်မယ်ချက်စီနဲ့လီဗာပူးချက်စီဟာနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာရလဒ်မကောင်းပဲရုန်းကန်နေရတယ်ပွဲတိုင်းမှာကစားသမားတွေအနီးကပ်ထိပြီးစီကံပိုင်းပြတ်နေတယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ3ပွဲရှုံးပြီး2ပွဲသာနိုင်ရခဲ့တယ်သွင်းဂိုးကလည်း6ဂိုးသာရှိတယ်လီဗာပူးကလည်းနောက်ဆုံး2ပွဲဆက်ရှုံးပြီးခြေစွမ်းပိုင်းအားရစရာမရှိဘူးကွင်းလယ်ပိုင်းမစိုးမိုးနိုင်ဘူးနောက်ဆုံး9ပွဲမှာ3ပွဲနိုင်ပြီးသွင်းဂိုးနဲ့တယ်လို့ခန်းစစ်ကပွဲတိုင်းဂိုးပေးထားရတယ်ထိပ်တိုက်တွေ့ဆုံမှုအရာတရေပွဲများတယ်ဒီပွဲတရေကြမယ်ဖရန့်ဖိတ်နဲ့ဘိုင်ယန်ဖရန့်ဖိတ်ကနောက်ဆုံး9ပွဲမှာ2ပွဲသာအနိုင်ရခဲ့ပြီး3ပွဲအထိရှုံးခဲ့တယ်တိုက်စစ်က16ဂိုးရှိပေမဲ့18ဂိုးပြန်ပေးထားရတယ်ခန်းစစ်မကောင်းဘူးဘိုင်ယန်ကနောက်ဆုံး9ပွဲဆက်အနိုင်ရခဲ့တယ်လို့တိုက်စစ်က22ဂိုးသွင်းထားပြီးပေးဂိုး3ဂိုးသာရှိတယ်အားရစရာကောင်းတယ်ထိပ်တိုက်တွေ့ဆုံမှုအရာနောက်ဆုံး3ပွဲဆက်ဘိုင်ယန်အနိုင်မရခဲ့ဘူးဘိုင်ယန်အမြင့်ဆုံးတည်စီဗီလာနဲ့ဘာစီလိုနာစီဗီလာအနေနဲ့နောက်ဆုံး9ပွဲမှာ3ပွဲနိုင်တပွဲတည်တပွဲရှုံးခဲ့တယ်တိုက်စစ်က8ဂိုးသာရှိတယ်အားရစရာမရှိဘူးဘာစီလိုနာကနောက်ဆုံးပွဲမှာ PSG ကိုရှုံးခဲ့ပေမဲ့လာလီဂါမှာတော့ဦးဆောင်နေတယ်တိုက်စစ်ကနောက်ဆုံး9ပွဲမှာ17ဂိုးအထိသွင်းယူထားနိုင်တယ်ထိပ်တိုက်တွေ့ဆုံမှုအရာဘာစီလိုနာတာတဲ့ဘာစီလိုနာအနိုင်ဘရက်ဖို့နဲ့မန်စီးတီးဘရက်ဖို့ကနောက်ဆုံး9ပွဲမှာတပွဲသာနိုင်ပြီး2ပွဲတည်2ပွဲရှုံးထားတယ်တိုက်စစ်က8ဂိုးသာသွင်းနိုင်ပြီးခန်းစစ်ကပေးကိုများတယ်အားရစရာတော့မရှိဘူးမန်စီးတီးကနောက်ဆုံး9ပွဲမှာ3ပွဲသာအနိုင်ရထားပြီး2ပွဲတည်ကြထားတယ်ရလက်ပိုင်းတိတ်မကောင်းဘူးသွင်းဂိုးကဒီ9ပွဲမှာ12ဂိုးအထိရှိပေမဲ့ခန်းစစ်မလုံးဘူးထိပ်တိုက်တွေ့ဆုံမှုမှာစီးရီးရုံးကန်ရတဲ့စီးရီးတည်ရင်နဲ့အနိုင်ရီယယ်နဲ့ဘီလာရီယယ်ကနောက်ဆုံး9ပွဲမှာ4ပွဲအထိအနိုင်ရထားတယ်တိုက်စစ်ခန်းစစ်မျှတယ်တိုက်စစ်ကသွင်းဂိုး15ဂိုးအထိရှိကခန်းစစ်လုံးနဲ့ဗီလာရီယယ်ကနောက်ဆုံး9ပွဲမှာ3ပွဲအထိအနိုင်ရထားတယ်တိုက်စစ်က9ဂိုးသာရှိတယ်အားရစရာမကောင်းဘူးထိပ်တိုက်တွေ့ဆုံမှုအရာရီယယ်တာတဲ့ရီယယ်အနိုင်လိုင်လီနဲ့ PSGလိုင်လီကနောက်ဆုံး9ပွဲမှာ2ပွဲရှုံး3ပွဲနိုင်တယ်တိုက်စစ်က9ဂိုးသာသွင်းထားနိုင်တယ်ခန်းစစ်ကလည်းဂိုးပြန်ပေးနေရတယ် PSG ကနောက်ဆုံး9ပွဲမှာ4ပွဲအထိနိုင်ရထားတယ်တိုက်စစ်က10ဂိုးအထိသွင်းထားနိုင်တယ်လို့ခန်းစစ်ကတော့လုံးတယ်ထိပ်တိုက်တွေ့ဆုံမှုအရာ PSG တာတဲ့ PSG တည်ရင်နဲ့အနိုင်ဂျူဗင်တက်နဲ့ AC ဂျူဗင်တက်ကနောက်ဆုံး4ပွဲဆက်တည်ကြထားတယ်တိုက်စစ်ပိုင်းဂိုးသွင်းနိုင်ပေမဲ့ခန်းစစ်ကဂိုးတွေအလွယ်တကူပေးနေရတယ်ဒါကြောင့်အမှတ်လျော့နေခဲ့တယ်တိုက်စစ်မှုတစ်တွေဖြစ်တဲ့ဂျူနသန်ဒေးဗစ်နဲ့အိုပန်နာချစ်စွမ်းမပြနိုင်သေးဘူး AC ကနောက်ဆုံး9ပွဲဆက်အနိုင်ရထားတယ်လို့စီးရီးတွေမှာလည်းဦးဆောင်နေတယ်တိုက်စစ်ကဂိုးတရားကောင်းတယ်လို့ခန်းစစ်လည်းလုံတယ်လက်ရှိချေစွမ်းကအမြင့်ပြန်နေတယ်ထိပ်တိုက်တွေ့ဆုံမှုအရာ AC အနေနဲ့နောက်ဆုံး200တီဆက်ဂျူဗင်ကိုနိုင်မရနိုင်ဘူးဒီပွဲတော့တည်ရကြမယ်ဆက်တာဗီကိုနဲ့အက်တလက်တီကိုဆက်တာဗီကိုကနောက်ဆုံး9ပွဲမှာတပွဲသာအနိုင်ရထားတယ်တိုက်စစ်ကဂိုးသွင်းအားမရှိသလိုခန်းစစ်ကတော့ပွဲတိုင်းအလွယ်တကူဂိုးပေးနေရတယ်လက်ရှိခြေစွမ်းကအားရစရာမရှိဘူးအက်တလက်တီကိုကနောက်ဆုံး3ပွဲဆက်အနိုင်ရထားသလိုတိုက်စစ်က73ဂိုးအထိရှိတယ်လက်ရှိမှာအမြင့်ပြန်နေတယ်ထိပ်တိုက်တွေ့ဆုံမှုအရာအက်တလက်တီကိုတာတဲ့အက်တလက်တီကိုကတ်နိုင်မယ်